ကဲမိုးကဒီလိုဖြစ်နေပါလေရှင်အဲ့တော့ကျွန်မတခုခုလောက်ကြံဖန်တီးပြီးစားအောင်မယ်โอเค Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်မအပြင်လဲမသွားဘူးမိုးလဲအေးနေတော့ဟိုတနေ့ကဝယ်လာတဲ့ဗာလေးတွေညလေးစားမယ်ပေါ့နော်စားမယ်ပေါ့နော်စားမယ်ပေါ့နော်အချင်းပေါင်းပါရှင်အချင်းပေါင်းမှာဒီတွေကကြတော့သူကဒါပြထည့်နေရမှာငွေသီးရယ်ပါရယ်ဒီမှာနော်ပြီးတော့ဘေးနဲ့မှရိုက်ပြီးမဲ့ဒီတော့မရှိရောကင်မရာအဲ့လိုပဲလုပ်ပြီးရိုက်လိုက်တော့တယ်ဒါကငံပြာရီထုတ်ပြာလဲပါသေးတယ်ဒါပါလေဒါလည်းပါတယ်ဒါလည်းငံပြာရီပဲဒါလည်းတူတူပဲလားမသိဘူးပို့ထည့်ပလိုက်တာလားဘယ်လိုလဲအမလေးမွေးဤစိတ်လံပြန်နေတာပဲအမလေးကောင်းလိုက်မဲ့အမျိုးဒီမှာကြည်စံတန်တန်တော့ထဲမှာဟိုပါလက်ထည့်ပြလိုက်သေးတယ်ဟဲ့ဘာရုံတာငနီတူအချောက်လေးငချောက်လေးငချောက်ထည့်ပြလိုက်တယ်နော်အောက်မှာတော့မှွေခိုင်းသေးရအဲ့ကြောင့်မို့တမယာသီးစိတ်ပဲထည့်ပြလိုက်တယ်တမယာသီးကိုညှက်လိုက်တယ်ရှင်ဒီလောက်တာတွေးလိုက်တယ်တမယာသီးကိုညှက်လိုက်တယ်ညှက်ပြီးတဲ့အခါကျတော့ဒါတွေထည့်တာတွေးလိုက်တယ်စားလိုက်ဒီမှာရှင်တီးဒီဘလစားတာမမဒီတော့အလုံးလိုက်တယ်တော့ဒါရှောက်တီးဒါကဒါပါလဲဆိုတော့ဒါရှောက်ချူတပလာဒီတယ်ဒါနကမောဒီဒါစီဒီမမန်ဒီစပစ်တီအကကွေဒီဒီမှာရှင်ဒီမှာနနတီစပစ်တီဒါကဟိုပါလိဟာဒါကဟိုပါလိတတော်ဒီမမန်ဒီအဲ့ထဲပဲကျွန်မကြိုက်တဲ့အသီးပဲယူရမယ်ရှင်သူကတော့ထည့်ပြလိုက်တော့အများကြီးကျဲဒါဟိုဟာလည်းပါအဲ့လိုကျွန်မမယူချင်ကျွန်မယူရတဲ့အသီးလာပါမလကားသီးမကျွေးဘူးမာလို့မလကားသီးကျွန်မမယူပထမတစ်ခါတည်းကျွန်မမလကားသီးမစားချင်အောင်လို့ပြောကျွန်မစားချင်တော့ဒီအသီးစားချင်ဒါပါဟမ်းနေကောင်းကိုဒီမင်းတို့ကစားမလားဝေခွဲမြမြေပဲမှဖြစ်နေဒါဟွာလေမချင်းဆောင်ငါစီ好像呗，练的那边么摘的，这地摘的，规地也亲戚过来没有？啊，哇，低手嘛行，低手冬低，明天第三去哪里？小嘛。မရမ်းသီးရမရှိတော့ဘူးလေသူပြောမရမ်းသီးတုံးသွားပါပြီတဲ့ကွယ်အဲ့တော့ရှိတဲ့သီးတွေစားရမယ်ဒီသီးစားပန်းသီးပါတော့ပန်းသီးပါထည့်ချနည်းနည်းတော့အစုံစားမယ်ရှင်ခုနမလကာသီးမစားဘူးပြောမလကာသီးရရှိတွေ့လိုက်တယ်စားလိုက်ထည့်လိုက်တော့ဒါကျွန်မမစားခြင်းမ
စားချင်တဲ့ဒီတစ်ဖက်ရစားမယ်ထည့်တယ်လို့ပဲထည့်တာဟုတ်လားထည့်တယ်ကမောက်ပြီးโอ้โอ้โอ้ကုန်ဆက်ပေးလိုက်တာပေါ့နော်ဒီပါဇက်တွေမစားခင်လေးကနေပါဇက်တွေတပြင်းပြင်းနဲ့ဖြစ်နေရှုပ်တာဟုတ်တယ်ရှုပ်ပြီးသားဘက်မှာကားသွားရတော့အဲနမဲကြီးတဲ့ဆိုတော့အဲ့အနေပဲဆဆဖြစ်တာအခုတနေ့ကတော့ဆိုင်နေဟိုရနေမျိုးဒီကငေါက်ထည့်ပြီးပါတော့ဟဲ့ဒါတခုလူတည်းရလားဟောဒါဟုတ်တယ်မဟိုမဖြစ်မှကြလို့အပိုးထည့်ပေးရပြချင်တော့သူတို့စားပြချင်တော့ဘူးဘယ်နေကြရည်ဘယ်လာကုန်တုံးညမှာကြောက်လို့နော်ညမှာကြောက်လို့တရှူးပဲယူထားကမ်းမယ်ဒါလေးရှိတူးလိုက်မယ်နော်ညမှာကြောက်စီးတည်တယ်ကောင်းये काပြီးလေပြင်ရလေဒါဒီလိုအချင်းတွေကိုပြမယ်နော်ဖုန်းမှာဒီဘာမှကျွန်တော်သိငားမလဲဘူးဖြစ်နေရဘယ်ဝိုင်းနော်tissue phải bớt đi con phải bớt tiếp tục con chị này là không được mình sẽ xay đây cho nó sao ý này hảo chịu mà
မှာကောင်းကောင်းကမလေးနောက်ဆုံးဟာလည်းဖွင့်မိရတာဖြစ်ဒုက္ခ73ရက်နေ့ကျရင် rock ကြိုက်တဲ့ပြိတ္တပဲဆိုတော့လူစုရတာမလွယ်ဘူးမလွယ်တော့6ယောက်မှာကိုမနဲ့2ယောက်ပဲရှိတယ်ပြီးတဲ့ခါကျတော့ဝိုင်းတွေကိုကြီးလိုက်တဲ့ခါကျတော့အကောလုံးအရှိမအကုန်အပြည့်အဲ့ဒါမကြော်ညာသေးဘူးဆိုတဲ့အချိန်မှာတောင်းလိုက်တာဝိုင်းကအပြည့်ဝိုင်းကအရှိပိုင်းနေပေါ့လေနောက်ပိုင်းနေကြတော့ရှိရကဲအဲ့ဒါမတော်တော့ပါဘူး怪嘛，没东西呗。ချင်းနဲ့အဲ့လိုမျိုးစားလိုက်ထုတ်လိုက်အရေးပြန်ဆက်လိုက်နဲ့လုပ်နေရချင်းလို့ငါကမောက်ကြီးနဲ့ထည့်ဟာမကြိုက်ဘူးမအဆက်ဘူးလို့ထင်တယ်အရေးရအနှစ်ရငါကမောက်ကြီးရဒါမခေါ်နေဘူးလေဒီလားအမှန်တော့
ဒီအတိတက်ထက်ချတာမှာစကောမအစိလေးပါဒါကြည့်ရဒီမှာအဲ့ရဒီမှာကျမအကုန်ထားနော်အကုန်စုံစားလိုက်မလေးမတရားရဆက်နေလို့ပါအဲ့မှာဒါဟိုပြပြအောင်တော့ဝင်မှာရောင်းတာဒီတော့ဝယ်လာပြီးတော့ထုတ်ကိုဒီထဲပဲချထားလိုက်မိတာပြပြအောင်နှစ်ပေါင်းပေးရဟုတ်အဲ့ထဲမှာအထုပ်သုံးထုတ်ပါဒီမှာဝင်နေဂျပန်ဆိုင်မှာအထုပ်သုံးထုတ်ပါထုတ်ကိုအဲ့ဒီမှာအထုပ်သုံးထုတ်ဆိုတော့ဘာပေါ့သုံးပွဲစာလို့ပုံတယ်ပေါ့နော်သုံးပွဲစာလို့ပုံတယ်မျိုးပါတယ်ပေါ့ခု9000လောက်ကြာမှာပေါ့အပြင်မှာထမင်းကြော်ဝယ်ဆိုင်တော့9000လောက်မကြာထမင်းကြော်ဘယ်လိုစားဘယ်လိုလုပ်မလဲဆိုတာကျွန်မစိတ်ကူးပါမှတော့ကျွန်မလုပ်ဖြစ်မှာပေါ့နော်ထည့်ပြီးတော့ကြော်တယ်တဲ့ကြော် next ကကြော်တပုံကြော်ပြီးလို့ရှိရင်ဒီအောက်မှာအဲ့ဒီထဲမှာပါတဲ့အမှုကိုဖြူးထည့်လိုက်ရတာလေတော့ကဲဒါမှလဲလို့ဒီစုံတွေပါတာမဟုတ်နော်ဒီအောက်ကထမင်းဖြစ်သွားမှာအဲ့ဒါသုံးတုပ်ကို2000ပြီးတော့ကျွန်မပြတယ်ဒီရဒီပန်းသားဝယ်လာဒီရအဲ့ဒါက3တုပ်တွဲဒီရမျိုးလေး3တုပ်တွဲဟိုဟာ1000နဲ့3500တထုပ်ကို450လောက်ကြာပါတော့အာလူကြော်တော့အပလေးဂျပန်ကအာလူကြော်ဟုတ်ပြီနော်အော်ဒါလည်းကျွန်မစားလို့ကုန်ပါအရန်ကောင်းဒါကြတော့အရန်ကောင်းအရန်ခုနအာလူကြော်တော့ထူးမချနာပတ်ပြိုးပါတော့တိုင်းမှာဒါအဲ့ဒီဂျပန်ကပဲဝယ်တာအရန်ကောင်းဒါကြတော့မတရားကောင်းတယ်ဗျာကြိုက်တယ်တကြားလုံးကျမတို့အရင်တော့ဆိုပဲမုတ်လို့လေထုတ်ကလေးမှာအမှုတ်ကလေးနဲ့တပါဒီခွန်တွေရောစားပြတာကုန်ပြီအဲ့ဒါဒီမျိုးထုတ်ကလေးနဲ့ပေါ့နော်ပါတယ်မစားနိုင်တော့ဆက်လို့ကုန်ထည့်ပြီးတော့ဝဲဟာအားလုံးနေမှာ तू ကအတော်တော့ဖြစ်တာထင်တယ်ဒါကျမကလေနည်းနည်းလေးယူပြီးတော့နေချလိုက်တာအဲ့လိုဖြစ်ပုံနဲ့ဖြစ်သွားတယ်ရှင်စားလို့တော့ကောင်းတယ်ရှင်ဒါပေမဲ့ तू အရသာပြင်းထန်သွားတာပေါ့နော်ဆက်ဆိုလည်းအရင်ပြင်းထန်အငန်းဆိုလည်းအရင်ပြင်းထန်ဖြစ်သွားတယ်ရှင်တီးဆုံးအချင်ပေါင်းတုပ်လေးတော့ဒီဆိုင်ကပဲဝယ်တာဖြစ်ပါတယ်ဒီဆိုင်ကဆိုလို့ရှိရင်ရွှေပြည်သားမှာရှိတာပေါ့နော်အဲ့ဆိုင်ကဝယ်တာကျမအများကြီးလည်းမပြရဘူးရှင်မိုးရင်းမှာဒီလိုမျိုးတွေစားရင်ဝန်းသွားမယ်ပြီးတော့ဝန်းကြိုက်မယ်ဘာဖြစ်တယ်ညာဖြစ်မယ်ဆိုဗလိန်နဲ့သူရှိတယ်ရှင်တခြားသူတော့မဟုတ်ဘူးအဲ့ဒါကဘယ်သူမှမဟုတ်ဘူးကျမရဲ့တူမသူပဲဖြစ်ပါတယ်အခရာမပဲဖြစ်ပါတယ်သူကဆိုတော်သေးတာပေါ့ကျမထက်ကိုတော်ကိုနှစ်ပေါင်းကိုအဲ့လိုလေ30လောက်နောက်ကြော်ပြီးတော့မှမွေးလို့မဟုတ်လို့ရှင်ကျမထက်တာလေတရက်လောက်ပဲကြီးတလားလောက်ပဲကြီးအဲ့လိုသာဆိုလို့ရှင်တော့ကျမကိုလေဘလို့တွေလပင်းညှစ်ထားမလဲမသိဘူးသီလားငငယ်တွေကနေဗလိန်တာခုချိန်ဒီကျမကိုဗလိန်တော့တခါလေသူ့မိလဲပါတယ်သွားလေဒီမှာတွေ့ရပါဘူးဆိုနောက်တယ်အမွေကဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျမလည်းအရန်ဆက်လုံးလို့မစားနိုင်တော့ကျမလည်းအကောလုံးကိုထည့်ပေါင်းထုတ်ပြီးတော့ဝဲပလိုက်တယ်ရှင်အပြင်ကရာသီဥတုအခြေအနေကတော့မိုးကောင်းလျက်ရှိပါတယ်ကျမလည်းဆက်လျက်ရှိပါတယ်ရေကိုတပူးလုံးကောင်းအောင်တောက်ပြီးတော့နေ့လည်နေခင်တရက်တက်မောအိတ်ဘိုင်ဘိုင်